ဒါဆိုရင် Facebook အကောင့်မှာဝင်ကြည့်ကြည့်လိုက်မယ်ဒါဆိုရင်ဒီနားရောက်လာပြီဆိုကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ profile နဲ့ကိုဝင်ရမှာဖြစ်ပါတယ်နော်ဒါဆိုရင် profile ဆိုကျွန်တော်တို့ရဲ့အစီအမီနေရာဝင်လို့ရတယ်နော်ကျွန်တော်တို့ဒီနေရာမှာဝင်လိုက်တာဖြစ်ပါတယ်နော်ဒါဆိုရင်အဲ့ဒီကတော့နေလိုက်မယ်ဒါဆိုရင်ဒီနားရောက်လာပြီဆိုရင်ကျွန်တော်တို့တွေကဒီနားမှာနေရမှာဖြစ်ပါတယ်နော်ဒီမှာဆိုရင်အဆက်ကလေး34ကိုနေရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီအဆက်30ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့တွေကဒီအပေါ်မှာနော် profile ဒီမှာနော်များပြရတဲ့နေရာမှာနေပဲဝင်လာပါနော်ဒါဆိုရင်အဲ့ဒီနေရာမှာကျွန်တော်တို့ဝင်လိုက်ပြီတကယ်လို့ကိုယ့်ရဲ့ Facebook အကောင့်မှာဆိုရင်အမားနဲ့မလုပ်ထားဘူးဆိုရင်ကျွန်တော်တို့တွေကဒီလိုမျိုးလေးတွေစိမ့်နေမှာဖြစ်ပါတယ်နော်နောက်ထပ်တစ်ခုမှာကျွန်တော်တို့ Facebook အကောင့်တွေကဒီမှာဆိုရင် active ဖြစ်နေရမှာဖြစ်ပါတယ်နော်ဒီမှာ active ဖြစ်နေရပါမယ်နော်ဒီ၃ခုပေါ့နော်ဒီလိုမျိုးတွေပေါ်လာမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့မှာအမားတစ်ခုလုံးမိပြီဆိုရင်ဒီအပေါ်နားမှာဆိုရင်ပြပေးမှာဖြစ်ပါတယ်နော်အစိမ့်တဲ့နေရာမှာဝါရရှိမယ်နီလာရှိမယ်ပေါ့နော်ဒါလိုမျိုးတွေရှိပြပါတယ်ဒါဆိုရင်နောက်တစ်ဆင့်မှာကျွန်တော်တို့တွေဘယ်နားသွားပြီးတော့ကြည့်မှာလဲဆိုကျွန်တော်တို့တွေကဒီနားသွားကြည့်မှာဖြစ်ပါတယ်နော်copyright မြည်တဲ့ရှင်နောက်ခံတီးလုံးလို့ဒီမှာပေါ့နော်ဒီနားမှာသွားကြည့်မှာဖြစ်ပါတယ်ဒါဆိုအဲ့ဒီနေရာမှာနှိပ်လိုက်ပြီးဒါဆိုကျွန်တော်တို့အပေါ်နဲ့ဆွဲတင်ပြီးတော့နော်ဒီမှာဆိုရင်help and support ဆိုတဲ့စာလုံးကိုနှိပ်ရမှာဖြစ်ပါတယ်နော် question mark ပုံစံလေးနဲ့အဲ့ဒီနေရာမှာနှိပ်လိုက်ပြီးဆိုကျွန်တော်တို့တွေကဒီမှာဆိုရင်ဒီထဲမှာဝင်ကြည့်ရမှာဖြစ်ပါတယ်နော်support support inbox ပေါ့နော်အဲ့ဒီထဲကိုဝင်ကြည့်ရမှာဖြစ်ပါတယ်နောက်ကျွန်တော်တို့ဝင်လိုက်ပြီးဆိုရင်ဒီနားရောက်ပြီးဆိုရင်ကျွန်တော်တို့တွေကဒီနှစ်ခုလုံးကျွန်တော်တို့တွေဝင်ပြီးနေကြည့်ရမှာဖြစ်ပါတယ်နော်ဒီမှာနေဖို့ဝင်ကြည့်ရမယ်ဒီမှာနေဖို့ဝင်ကြည့်ရမယ်နှစ်ခုပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တွေကအပေါ်တစ်ခုကိုအရင်ဆုံးနေကြည့်လိုက်မယ်နော်ဘာမှမရှိဘူးဆိုရင်ဘာမှမရှိဘူးပေါ့နော်အမှန်ရှိပေါ့နော်နောက်ထပ်အောက်တစ်ခုမှဆိုရင်ဝင်ပြီးနေကြည့်လိုက်မယ်ဘာမှမရှိဘူးဆိုရင်မိစီတို့ Facebook ကောက်မှာဆိုရင် okay နေတာဖြစ်ပါတယ်နော်ဒါကတော့ဒုတိယအချက်ပါနော်တကယ်လို့ရှိမယ်ဆိုရင်တော့မိစီတို့မှာဖြစ်ထားတဲ့အကောက်ပါနော်စောနာပထမတစ်ချက်မှာစစ်ပြပေးရတဲ့နေရာမှာ screenshot ရိုက်ပြီးတော့ကျွန်တော်တို့ဟာဒီနေရာမှာ report တင်ရမှာဖြစ်ပါတယ်နော်တကယ်တော့ report တင်နေမတင်တတ်ဘူးဆိုရင်ကျွန်တော်စီမှာဆက်သွယ်လာပြီးတော့မီးမြန်လို့ရတာဖြစ်ပါတယ်တင်ပြီးလို့လည်းရတာဖြစ်ပါတယ်ခင်ဗျာနော်တကယ်လို့ဝင်ငွေရနေပြီဆိုရင်တော့မိတ်ဆွေတို့ဘာကောက်ချိတ်ရှင်တာတို့ဘာပဲဖြစ်ပေါ့နော်လောက်ခိုင်းရှင်နေဆိုရင်တော့လောက်ခိုင်းလို့ရပါတယ်နော်စားပြီးအနေနဲ့လောက်ဆောင်ပေးပါတယ်ခင်ဗျာနော်โอเคဒါဆိုဒီချက်မှာဆိုရင်တော့မိတ်ဆွေတို့လောက်တတ်မယ်လို့ယုံကြည်ပါတယ်နော်အခုနောက်ဆုံးဒီအောက်ဆုံးချက်မှာကျတော့နော်မိတ်ဆွေတို့ဖုန်းထဲမှာပေါ့နော် report တင်တာဖြစ်ပါတယ်နော်ဒီနားရောက်ပြီဆိုကျွန်တော်တို့တွေကဒီမှာဆိုရင် bind red ပေါ့နော်ချဘူပိုးပုံစံပေါ့နော်မိတ်ဆွေတို့ကြည့်ကြည့်လိုက်ဒီမှာဒီကောင်လေးနှိပ်ပြီးဝင်ရမှာဖြစ်ပါတယ်နော်အဲ့ဒီထဲကိုโอเคဒါဆိုမိတ်ဆွေတို့ဒီထဲမှာနှိပ်ပြီးတော့ကိုလိုအပ်တဲ့အချက်လက်ကိုပို့ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနားရောက်လာပြီဆိုရင်ဒီမှာကျွန်တော်တို့တွေကအောက်မှာဆိုရင် include ဆိုတဲ့စာလုံးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီကလိုမိတ်ဆွေတို့ Facebook အကောင့်ဆိုရင်တော့ Facebook အကောင့်ပါနော် group ပြဿနာဖြစ်ရဆိုရင်တော့ group ပေါ့နော်နောက်ထပ်မှာဆိုကျွန်တော်တို့တွေကဒီမှာဆိုရင် page တမှာဆိုရင်တော့ page ပေါ့နော်နောက်ထပ်မှာဆိုရင်ဒီအောက်မှာဆိုရင်ကျွန်တော်တို့တွေက profile ဆို profile ပေါ့မိတ်ဆွေတို့ရွေးရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်အနေနဲ့ဆို profile ဖြစ်တယ်ဆိုရင်တော့ profile ရွေးပြီးတော့နှိပ်လိုက်ပြီးဆိုရင်တော့ဒီမှာကတော့စာရေးရေးရမှာဖြစ်ပါတယ်เนาะစာတွေမရေးတတ်ဘူးဆိုရင်လာပြီးတော့မေးလို့ရပါတယ်နောက်ထပ်ဒီအောက်မှာဆိုရင်တော့ကျွန်တော်တို့တွေเนาะပြောရမယ်ဆိုရင်ဒီလိုမျိုးပုံပေါ့เนาะတကယ်လို့ဒီအကောက်ဖြစ်တယ်ဆိုရင်တော့ဒီလိုမျိုးပုံလေးတွေထည့်ပြီးတော့ဒီအပေါ်မှာစာလေးတွေ copy ထည့်လိုက်ရုံနဲ့ကျွန်တော်တို့ဒီအပေါ်မှာများမဲလေးအပ်ကောင်လေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့တင်လိုက်ရုံပဲပေါ့เนาะဒါဆိုရင်ပြီးသွားပြီပေါ့เนาะโอเคဒါဆိုဒီအချက်ပါဆိုရင်တော့မိတ်ဆွေတို့နားလည်မယ်လို့ယုံကြည်ပါတယ်